ယောမလဲတဲ့ကအယောမလာတဲ့ကန်းကြီးလေးတက်ပြတ်မှဖြစ်ပါတယ်ကန်းချာယူယူတန်းတမဟုတ်တော့သူအိုင်နေနဲ့တွားတာဆိုတော့ပေါ့နော်အယောမလာပါရဲ့ဟောဒီဘက်မဟုတ်ဟဲ့ကားလာရဲ့ဒီတော်ဒီရပေါ့ဒီနာကက်လိုက်မဘတ်အမလေးအချိန်လေးနဲ့ထိန်းလိုက်ပါတယ်နော်နည်းနည်းလေးရအောင်မောင်းလိုက်ပါတယ်ဒီကားနဲ့သွားတိုက်အမေတွေ့လားအော်ပြန်ဟိုကပြီးတော့ဒီဒီကန်းညစ်လေးပါရှင့်ဘာအရင်လာရည်လားသူကရိုးရိုးတက်တက်မုံနော်ကန်းချင်မှာသူကအရင်တော့ကတော့ရိုးရိုးတက်တက်မဟုတ်ပါဘူးအိုင်ဒီနဲ့တောက်ထားပဲဖြစ်ပါရဲ့တော် Oh my god ဒီလောက်ရောက်တန်းပေါ်လေးမို့လို့ ground တော့ နောက်ကတန်နေတိခံပေးပါရှင့် Oh my god ဒီမှာလဲဟိုအုံဒီပေါ့နော်ရှိရပေါ့နော်အော်ဟိုရှောက်လို့လိုက်ကြအကုန်လုံးဟိုဖြစ်ကုန်ပြီရောနောက်ပြီးတော့ဗာရှိတယ်လဲဆိုတာပြောပြမှာပဲနောက်ပြီးတော့သူကစားတောက်ဆိုင်နေလဲရှိပါတယ်ကိုထိုင်လို့မရဘူးရကိုသမီးခေါင်းအောက် ဒါပေမဲ့သူကတကယ်တော့မောင်းမရပါဘူးထိုင်လို့ရပါတယ်ရုပ်ပဲပြ Oh my god ဒီဘူးပါရုပ်ကြီးအပြောကြီး ဘယ်သူပေးလိုက်တာ ဒီမှာရှိတာ ဒီမှာပေါ့နော်နောက်ပြီးလို့ရှိရင်သူက ground လေးဖြစ်သွားပါပြီ ဒါကြီးကချွတ်လို့မရတော့ရောက်ပြီပေါ့နော် ကိုသမီး note တွေတောင်ကြီးလာတယ် ဒီမှာတက်ပြမယ်ပေါ့နော်သူကစားတောက်ဆိုင်ရတဲ့အရင်မိုက်တယ်ပေါ့နော်ဒီထဲမှာတော့လူမရှိပါဘူးဘာလို့လဲဒီလူကတက်လုံးရှိမှမဟုတ်ပါဘာလို့လဲဆိုကိုယ့်ဘက်ကိုထဲမှရတာပါတီကနောက်ပြီးတော့ဒီကလေးဘဲလေးစီးကြည့်မယ်ပေါ့နော်ဒီကတိတ်ပြီးတော့စီးတော့မကောင်းဘူးပေါ့နော်သူကဒီရဲမှာဘာဖြစ်တက်လဲဆိုတော့သူကဟိုဖြစ်တက်ပါOh my god ဘဲကအဲ့ဒါနဲ့ပဲဟိုဖြစ်တော့မယ်ဟိုငါ6တဲ့ကောင်မလေးကဖုံးဆက်တယ်ဟိုအားတဲ့ဆိုင်ပြန်ဖွင့်ပြီတဲ့အေးဆိုင်ပြန်ဖွင့်လို့ ။ဟာလေးမှပြန်ထားလိုက်မယ်ပေါ့နော် ဟိုရခိုင်ကတော့မရှိဘူးလို့မြောက်ပြီးတော့ ။သူကပေါ့နော်အများကြီးပဲလှရပေါ့နော်ဒါပေမဲ့သူကတိတ်တော့ဟိုမဖြစ်ပါဘူး။ဘာမှထူးဆန်းဆန်းတော့မရှိပါဘူးလှရလေးပဲရှိပါတယ်။ Bye byeကိုသမီးပစိုးလား